အားလုံးပဲမင်္ဂလာပါခင်ဗျာချီလီစတီဖူကနေပြီးတော့ပြန်လဲကြိုးဆိုပါတယ်ဒီတစ်ခေါက်ဒီနေ့ပေါ့နော်ဒီတစ်ခေါက်ဒီနေ့ကျွန်တော်စပြမယ်ဟင်းပွဲကတော့မဆလာအနက်တင်းမှုမွေးလေးနဲ့ကျွန်တော်တို့ပစုံမဆလာဖြစ်ပါတယ်မင်းထည့်လိုက်မနော်ရှယ်ပဲအနစ်တွေနဲ့ဒါမဆလာနဲ့ဒါကျုပ်အနစ်နဲ့ဟိုဒါပစုံအစားတွေမှုကြိုင်းတာရှယ်ပဲရှယ်ပဲဇုံရဲ့လက်သက်မှုကဘယ်တော့လက်ဆက်တယ်စိတ်ထွက်တာရှယ်ပဲရှယ်ကြီးအားရဒီကျွန်တော်တို့ဘယ်တော့မဆလာထဲမှာဆိုရင်နိုးစိမ်းရောကြက်ဥရောကျွန်တော်တို့အချိုးစိမ်းလေးဖြစ်တဲ့အတွက်ကိုကလေးတွေတော်တော်များများကြိုက်ကြပါတယ်လူကြီးလူတွေလည်းကြိုက်ပါတယ်ကလေးတွေကတော့များသောအားဖြင့်စားကြတာပါနော်ကျွန်တော်တို့အနစ်တွေကရှယ်ထမင်းနဲ့စားရင်လုံကောင်းလုံးဝရှယ်ကျွန်တော်တို့ဒီချီလီရဲ့ထူးခြားချက်ပေါ့နော်ချီလီရဲ့ထူးခြားချက်ကကျွန်တော်ပြောပြမယ်နော်ကျွန်တော်ထမင်းတစ်လုံးစားလိုက်အောင်ဒီပဒုံတွေကခုံခွာရမလို့နော်ခုံခွာရမလို့အခါလေးကျွန်တော်တို့ကတိုင်ရအခါလေးခုံခွာပြီးထားပါတယ်အရန်သင့်ကျွန်တော်တို့စားလိုက်ယူမှာပဲကျွန်တော်တို့ဒါခုံခွာပြီးသားပဒုံတွေပါရှယ်ပဲအခုကျွန်တော်စပြတဲ့ဟင်းမွေးတွေကကျွန်တော်စပြတဲ့အချိန်မှာဒီလိုဟင်းမွေးတွေဒီလိုပိုးချင်းတွေမဟုတ်ပါဘူးစိုက်မှာဓာတ်ဝယ်လို့ရှိရင်လည်းဒါမျိုးကျွန်တော်တို့ original ဟင်းမွေးတွေပါခင်ဗျာကျွန်တော်တို့လိုက်ရဒီပစုံမတလာကကျွန်တော်ပစုံကခံမှန်းကြီးပေါ့နော်ခံမှန်းကြီးဆိုအကောင်ကြီးလို့ရှိရင်တော့စစ်ကောင်9ကောင်အကောင်နဲ့သေးလို့ချင်းကျွန်တော်အကောင်ကြီးကျွန်တော်10ကောင်ထိပါပါတယ်ကျွန်တော်တို့ပြပဲစိတ်ထွက်လာပစုံလေးပါပြီ
တဲ့အားဆိုရင်ကျွန်တော်တို့နောက်တစ်ပတ်မှာလဲနောက်ရက်ဒီမှာလဲကျွန်တော်တို့ဘလိုဟင်းမွဲတွေနဲ့ကျွန်တော်တို့ chili stew ကနေပြီးတော့ခက်မှတ်တင်ဆက်ပေးမယ်ဆိုတာကိုကျွန်တော်တို့စောင့်မျှော်ပေးပါအောင်ခင်ဗျာကျွန်တော်ဆိုင်ရတော့ကျွန်တော်တို့ဘုံကမျိုးလေကောင်မှာကြည့်တဲ့ရန်ကင်းရက်ွက်တိတိမြိုင်လမ်းထဲမှာရှိပါတယ်ဘုံကမျိုးလေကောင်မှာပါကျွန်တော်တို့အိမ်နိုင်ရရောက် delivery service လည်းရှိပါတယ်နော်ဆိုင်မှာ AC လာဝက်လို့လည်းရပါတယ်ဆိုင်မှာ AC လာရောက်စားသုံးလို့လည်းရပါတယ်ကျွန်တော်တို့မကြခင်မှာဘလိုဟင်းမွဲတွေနဲ့တင်ဆက်မယ်ဆိုတာကိုစောင့်မျှော်ပေးပါအောင်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်